ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောသလိုပါနော်အားလုံးပဲကျွန်တော်အခုပြောမယ့်ဟာကျွန်တော်တို့အခုမနက်ဖြန်ဒါ10ရက်နေ့အဖွင့်နေပါနော်10ရက်နေ့ကနေ17ရက်နေ့ထိကို2ရက်အတွင်းမှာဒါနော်အကျွေးကြေးပါတီဆိုရဲဟုတ်တယ်ငွေပေါ်ပါတီဆိုရဲဟုတ်တယ်နော်ဒါတင်ပြီးတော့တင်ထိုးတဲ့လူတွေပေါ်မှာမူတည်တာပေါ့နော်အကိုဒီမကြီးအားလာလေးတော့ကျွန်တော်ပြောရင်အဓိကပိတ်ရဖောင်းရမရှိရင်ကျွန်တော်တို့ပေးတာတွေကမှန်တယ်เนาะကျွန်တော်စေနာနဲ့တင်ပေးတာကိုလိုမတို့ချီကဘာမျောလင်းချက်မှမရှိဘူးတပြားရှင်းမှပေးတာအဓိကကျွန်တော်ရဲ့ဒီဗီဒီယိုပိုင်းတွေ့ရတယ်လက်မလေးနှိပ်ပြီး share သွား follow လေးလုပ်တာဒါပဲเนาะကဲအားလုံးပဲเนาะအကိုလိုမတို့အရန်တန်ကြီးရှိတယ်ကျွန်တော်ရဲ့ဒီလုံးပိုင်နဲ့ main web လေးကျွန်တော်အဓိကတော့ပတ်တီးပေါ့နှစ်ရက်အတွင်းမှာငွေပေါ်ပတ်တီးလို့ခေါ်တယ်เนาะအမခံပတ်တီးဆိုအဲ့လိုပြောဒါအားလုံးဒါပြောမယ်ဆိုရင်ဒါကျွန်တော်ရှိမှယူတဲ့ကျွန်တော်ရဲ့တပတ်စာကျွန်တော်ရဲ့လက်တွဲနေအပတ်တိုင်းလက်တွဲနေအကွေမတွေကိုပေးတဲ့ဟာเนาะဘိုးလုံးမလို့ကျွန်တော်ပေးတာเนาะကျွန်တော်အခုတင်ပေးမှာမွေးကနန်းက2ကွက်เนาะနောက်ကျပရိတ်ကเนาะဒီအင်္ဂါမကျော်ပတ်တီးရပါအရင်ဆုံးအကိုလုံးမလို့ပတ်ရှင်ရင်တော့အင်္ဂါမကျော်ကိုစပတ်ပါเนาะအဲ့ဒါပြီးသွားမှကျွန်တော်ဒီเนาะနေ့တိုက်ဝမ်းချင်းတို့ပါလို့နှောင်မတင်မယ်7နာရီထွက်ပြီးသွားတော့မှကျွန်တော်ဝမ်းချင်းဆိုတာမျိုးကျွန်တော်တေးချာချလို့ရအစက်နာရီမှာကျွန်တော်ဝမ်းချင်းဖောက်ရင်စဖွင့်တဲ့နေရာဖောက်ရင်တပတ်လုံးဖောက်တာကြီးများအားကြောင့်ကျွန်တော်ကရန်ကနန်းမတင်ပေးဘူးเนาะကျွန်တော်ပေးရတဲ့အရာတွေရတာကိုပဲကျွန်တော်လိုချင်တယ်เนาะ comment မှာဘာမှမရေးနဲ့ okay တခုပဲရေးဘလောက်ကိုပဲရကဲအားဆိုရင်ကျွန်တော်ဒီကျွန်တော်10ရက်နေ့17ရက်နေ့တနင်္လာအင်္ဂါ2ရက်အတွင်းမှာเนาะငွေပေါ်ကျွေးကြည်ပတ်တီးပေါ့เนาะအပတ်တီးကဘာပတ်တီးလဲဆို9ပတ်တီးဖြစ်ပါတယ်เนาะ9ပတ်တီး9နဲ့ပတ်သက်လာရင်ကျွန်တော်တို့เนาะ91 92 53 58เนาะ91 52 53 58အဲ့ဒါ2ရက်เนาะတနင်္လာအင်္ဂါ2ရက်ရရင်လည်းယူเนาะပေါက်ရင်လည်းလူဒါကျွန်တော်စေနာနဲ့တွက်ပြเนาะနောက်ပြီးတော့ကျွန်တော်တို့တပတ်စာမွေးကနန်းဒီဘာမွေးကနန်းလဲဆိုရင်အကိုဒီမကြီးအားလုံးပဲ64ရယ်93ရယ်เนาะနှစ်ကွက်ထဲကျွန်တော်ရှေ့ဗီဒီယိုဖိုင်မှာကျွန်တော်ပြောတာเนาะနှစ်ကွက်ထဲเนาะ64 93အဲ့ဒါမွေးပေါ့ဗရိတ်ဒီကျွန်တော်ဒီတစ်ပတ်မှာ special ဗရိတ် special မှာ special break ကရှစ်ပရိတ်မဖြစ်မနေလာမဲ့ပရိတ်ရှစ်ပရိတ်เนาะအဲ့လောက်လာတင်ပေးတာရှစ်ပရိတ်ကိုနှောင်ကြမှာကျွန်တော်အကြိုက်ဆုံးကွက်တွေလာရွေးမယ်အဓိကတော့ကျွန်တော်ရဲ့အကူမိုက်အားလုံးပဲ9ကိုတေးသေးချာချာလေးဒါเนาะလောက်ပါเนาะအဓိကတော့အကူမလို့ရသိခြင်းတဲ့စိတ်နဲ့ကျွန်တော်ဒါလာပေးတာအဓိကကျွန်တော်ရဲ့အကူမိုက်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုပိုင်းကို like and share လေးလုပ်ပြီး follow လုပ်သွားပါအသေးလေးပြီးသွားเนาะကဲအားလုံးပဲကံကောင်းကြပါစေ9ထွက်ရင်ကျွန်တော်ကြာတာလေးတွေမှာတကွယ်ကောင်းဆိုတာရှိတယ်အဲ့လောက်ကိုကျွန်တော်တင်ပေးမယ်เนาะ2ရက်မကျော်သေးအောင်9เนาะကဲဝမ်းချင်းလိုချင်တာအခွေလိုချင်တာဗရိတ်လိုချင်တာအဲ့ဒါ comment မှာရေးသွားကျွန်တော်အားလုံးတင်ပေးမယ်ကဲအားလုံးကံကောင်းကြပါစေ